16 ရက်နေ့မြေစီလွာပုံဥပမာရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး8အခန်းငယ်4မှ15အထိမျိုးကျဲသူဟာမျိုးစေ့ကျဲတဲ့အခါတချို့အစေ့တွေဟာလမ်းမှာကျပြီးငှက်စားခံရတယ်တချို့ကကြောက်ပေါ်ကျလို့နောက်ဆုံးတော့ပျက်စီးသွားကြတယ်စူးပင်ကြားကျတဲ့အစေ့တွေကတော့အပင်ကြီးပေမဲ့အသီးမသီးဘူးကောင်းမွန်တဲ့မြေပေါ်မှာကျတဲ့မျိုးစေ့တွေကတော့အပင်ပေါက်ပြီးကောင်းစွာကြီးထွားကြတယ်အစရာပေါင်းများစွာတိုးပွားကြတယ်တခင်ဘာကြောင့်လူတွေကိုဥပမာတွေသုံးပြီးပြောနေရတာလဲဖျားရှင်ရဲ့နိုင်ငံတော်အကြောင်းကိုသင်တို့သိခွင့်ရှိတယ်တခြားသူတွေကကြားပေမဲ့လည်းအဓိပ္ပာယ်မသိကြမြင်ပေမဲ့လည်းဂရုမစိုက်ကြဘူးဒီဥပမာရဲ့အဓိပ္ပာယ်ကမျိုးစေ့ဟာဖျားရှင်ရဲ့စကားလမ်းမှာကြားတဲ့မျိုးစေ့ဆိုတာကြားပေမဲ့လည်းကဲတင်ခြင်းမရဖို့မာနကဖျားရှင်ရဲ့စကားတော်ကိုနှုတ်ယူခြင်းဖြစ်တယ်ကြောက်ပေါ်ကြားတဲ့မျိုးစေ့ဆိုတာတရားတော်ကိုကြားတဲ့အခါဝမ်းမြောက်စွာခံယူပေမဲ့စိတ်ထဲ၌မဆွဲခဏပဲခံယူတယ်စုံစမ်းခြင်းများနဲ့တွေးတဲ့အခါဖောက်ပြန်တတ်တယ်စူးပင်ကြားကြားတဲ့မျိုးစေ့ဆိုတာတရားတော်ကိုကြားပေမဲ့စိုးရိမ်ခြင်းကာမဂုဏ်စီးစိမ်ခံစားခြင်းကြောင့်အတိမတိသောသူဖြစ်တယ်ကောင်းသောမြေမှာကျသူကဖြောင့်မတ်စင်ကြယ်သောစိတ်နှလုံးနဲ့တရားစကားကိုဆွဲမြဲတဲ့အတွက်ကောင်းသောအသီးကိုတီးစေတယ်နံပါတ်1ယနေ့တွင်ကျွန်ုပ်၏နှလုံးသည်မြည်ခဲ့သို့သောမြေလွာဖြစ်သည်နံပါတ်2ကိုရောအလိုရှိသောမြေလွာဖြစ်ရန်မြည်သည့်အရာများကတားဆီးနေသည်နံပါတ်3အသီးများဆက်လက်သီးရန်ငါဘာလုပ်ရမလဲ